Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကြပြစားသွားလို့ဖြစ်တဲ့ coffee ဆိုင်လေးပေါ့နော်ဒီဆိုင်လေးကိုသဘောကျလို့ record လုပ်ထားတာပါဒီဆိုင်လေးကဝင်လိုက်တာလေပေါ့နော်အေးချမ်းပြီးတော့ဒီအထဲမှာအပင်လေးတွေအများကြီးစိုက်ထားတယ်ပြီးတော့ခုံလေးတွေကလည်းကျိန်ကလထိုင်လေးတွေနဲ့တစ်သားစပွဲလေးတွေဖြစ်တဲ့အတွက်ကြောင့်မျက်စိအေးတယ်ပေါ့နော်ကြည်ရတာပြီးတော့အပြင်ဘက်ကိုလှမ်းကြည့်လိုက်လို့ရှိရင်လည်းတစ်ပင်စိမ့်စိမ့်ဆူဆူလေးတွေ့ရတယ်မိုးရွာပြီးကစားဆိုတော့ပတ်ဝန်းကျင်တစ်ခုလုံးကကြည်လင်ပြီးတော့စိမ့်ဆူနေရပါတော့အဲ့တော့အထဲမှာအဲ့လိုမျိုးလေးပေါ့နော်ပင်လေးတွေကိုစနစ်တကျစိုက်ထားပြီးတော့ရှီဟောင်းကလတိုင်းပုံစံမျိုးလေးပေါ့နော်လုံးဝပေါ့နော်လုံးဝရှီဟောင်းပုံစံမျိုးဖြစ်တယ်ဖန်မီးအိမ်လေးတွေအစားပေါ့နော်ထဲက decoration လေးကရှီခစ်ပုံစံမျိုးAsian ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်လည်းမှန်လေးတွေကဟိုးရှိဟောင်းကမှန်လေးတွေဖြစ်တယ်အဲ့လိုဒီကတော့ heritage ပေါ့နော်သူတို့အမွေနှစ်ကိုထိန်းသိမ်းထားတယ်1990ပြည့်နှစ်ကပုံစံအိမ်ပုံစံမျိုးလေးပေါ့ဒါကတော့ပန်းလေးတွေ600ရာသီပန်းလေးတွေပွင့်နေရပေါ့နော်မိုးရသည်ဆိုတော့အရန်ကိုပြောဖို့ကောင်းပါတယ်ဒါနွေလေမှာကြားတယ်မိုးပေါ့နော်ကိုရီးယားမှာတော့မိုးရသည်တည်တတ်မရှိပေမဲ့ကော်ဖီဆိုင်လေးကလိုက်ကလေးတွေကစအေးချမ်းပြီးတော့ပေါ့နော်